မသေးသေးပြီးမှရောက်ရတာမဟုတ်ဘူးခုမသေးခင်ကမျက်မှောက်ပြုရမှအဲ့ဒီသဘောလေးကိုသူ့သဘောတိုင်းတိုင်းအဲ့ဒါနိဗ္ဗာန်အဲ့ဒီအချိန်မှာဗာစိတ်ရှိတယ်သူ့သဘောတိုင်းထားရင်ဗာစိတ်မှရှိတော့အစကလည်းဒီထဲမရှိဘူးစိတ်ပေါ်ပြီးတော့လည်းမရှိတော့ပေါ်စေရှိသလားကြည်စမ်းမှအဲ့ဒါပေါ်ပြီးရောကပ်ပေါ်ကပ်ပြက်အဲ့ဒါကြီးကအဲ့ဒီစိတ်ခန္ဓာကမအိုဘူးမနာဘူးမွေးလေလေးတာဒါကြီးကအိုမယ်နာမယ်လေးမယ်တဘဝတခန္ဓာအဲ့ဒီခန္ဓာလေးကအခုမွေးအခုစေဒါကြီးကအရက်ပူတယ်အရက်ရှိတယ်အသားဖြူတယ်အသားမဲတယ်အလေးချိန်ဘယ်လောက်ရှိတယ်လို့ပြောလို့ရတယ်အဲ့ဒီစိတ်ခန္ဓာကဘယ်မလို့အရက်ပူတယ်လည်းပြောလို့မရဘူးအရက်ရှိတယ်လည်းပြောလို့မရဘူးအသားဖြူတယ်လည်းပြောမရဘူးအလေးချိန်ဘယ်လောက်ရှိတယ်လို့လည်းပြောလို့မရဘူးသူကမအိုဘူးမနာဘူးမွေးသေးခုပေါ်ပြောက်ဒါကြီးကတဘဝတခန္ဓာအိုမယ်နာမယ်သိမယ်ဒါကိုအသက်ရှိတယ်အသက်တိုးတယ်ပြောရအဲ့ဒီကောင်ကဘယ်လိုအသက်ပြောလို့ပြောစရာမလိုပြစရာလည်းယူစရာလည်းမရှိဆွဲစရာလည်းမရှိလိမ့်ပိုက်စရာလည်းမရှိငါလည်းပြောစရာလည်းမရှိငါဥစ္စာလည်းပြောစရာမရှိသူတကာလည်းမဟုတ်ဘူးပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်သဘောလေးအဲ့ဒီရှိတဲ့သဘောလေးအဲ့ဒီသဘောရှိလို့သိတာကဲဘယ်မနှုတ်စိတ်ဒီသဘောမရှိလူတွေကောင်ရမသိတော့ဘူးမို့လားမျက်စိနာလေးရကြည့်တာခေါ်ကြည့်ရမှသဘောမှမရှိပဲအဲ့ဒီသဘောကဘယ်ရောက်သွားတော့မောင်အေးတော်ကမင်း